Hey yo အားလုံးပဲမင်္ဂလာပါ Team My Food Blog နဲ့ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဟိုနေရာရေကူးရင်းနဲ့ battery လေးနဲ့အမှမတော်စားGoPro အရေးဝင်ပြီးတော့ပြတ်သွားပါတယ်အဲ့တော့သူ့ရဲ့ကုမ္ပဏီကပေါ့နော် 1 year running ရှိသေးတဲ့အတွက်ကုမ္ပဏီရောသွားပြီးတော့ service အထားတာအခု GoPro လေးရပြီဆိုလို့သွားပြီးတော့ရှူမှာဖြစ်ပါတယ်ရပြီဆိုတော့သူကဘယ်လိုပြန်လုပ်ပေးမယ်ဆိုတာကိုသွားပြီးတော့တစ်ချက်လိုက်ကြည့်ကြပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် GoPro ပေးထားတဲ့ official ကုမ္ပဏီပေါ့နော်အဲ့ကုမ္ပဏီသွားနေပါပြီ cycle တွေသွားနေပါတယ်ထိုင်ပါဆိုရင် cycle ကအများဆုံးနဲ့အစိမ်းတတ်ဆုံးပါကဲရောက်ပါပြီGoPro ကုမ္ပဏီရောက်ပါပြီအဲ့တော့ပြီးတော့ဘယ်လိုရအောင်လဲဆိုတော့တစ်ချက်သွားကြည့်ရအောင်ကိုမာရစီရှိသေးတယ်ရန်နီယာလည်းကြံသေးတယ်ထားရဝယ်အလုံးဆိုရင်ထားရင်အဲ့ကိုစလေကုမ္ပဏီပေါ့နော် RTB ဆိုရကုမ္ပဏီမှာသွားပြီးပြချပြီးတော့သူတို့ကတကယ်တော့စကြည်တော့မှန်တယ်ဒီကြဆိုတော့သူအစ်တလုံးပြတ်နေပြီပါတယ်ခုဆိုရင်တော့ကိုပြောအစ်တလုံးကိုပြန်ပြီးတော့ clean လုပ်ပေးလိုက်ပါတယ်ဒီကိုသူကပြောပါတယ်Granny က1 year ပေါ့နော်ကျွန်တော်17လပိုင်းတော့ဝယ်ထား2024 17လပိုင်းတော့ဝယ်ထားကြဒီ2025 17လပိုင်းဒီ Granny ရှိပါသေးတယ်လို့ပြောပါတယ်ဒီ serial နောက်တစ်ခုအသစ်နဲ့ပေါ့နော်အဲ့ဒီကို Granny ဖြစ်လို့ Granny ရှိတယ်ပေါ့နော်တစ်ခုဖြစ်ရင်လာပြလို့ရပါတယ်17လပိုင်းအသစ်နဲ့လည်းပေးလိုက်ပါတယ်ဆောင်းရမ်းကိုသဘောကျပါတယ်ဆောင်းရမ်းလည်းအဆင်ပြေပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော့လုံးဝမရပါဘူးပစ္စည်းတွေလျှက်စစ်ပစ္စည်းတွေတော်တော်များများမရဘူးကျွန်တော်မှတ်ရတစ်ခုဆိုရင်ကျွန်တော်ကွန်ပျူတာပစ္စည်း power supply ပြတ်သွားတော့လဲပေးတာတောင်ရုံးတောင်ဆောင်လဲပေးရဲဆိုလို့ dash a ကုမ္ပဏီတစ်ခုတော့ကျွန်တော်ကြုံပါတယ်ကျွန်တော်ဟာရကျွန်တော်အဲ့လိုလျှက်စစ်ပစ္စည်းပြတ်ပြီဆိုရင်အစင်ပြတ်သွားမရတော့ running gain လို့မရဘူး user for ကြောင့်အဲ့လိုပုံစံမျိုးတွေပဲပြောပြီးတော့ပြန်ပို့ပေးတာလည်းမရှိဘူးပြန်လဲပေးတာလည်းမရှိပါဘူးကျွန်တော်မြန်မာနိုင်ငံเนาะဒီမှာတော့ကျွန်တော်တို့ရေပြတ်သွားတဲ့ပုံကို brand ရှိတဲ့အတွက်အစ်ပြန်ပြီးတော့ပြန်လဲပေးလိုက်ပါတယ်ဒီအားကြောင့်မလို့ပြောချင်တာကတော့ဘယ်လို GoPro တွေဝယ်မယ်ဆိုရင်သူရဲ့ official showroom မှာဝယ်ပါofficial company မှာဝယ်ပါပြီးတော့17လပိုင်း12လပိုင်းလောက်စီမှာဝယ်ပါအဲ့ချိန်လောက်ဆိုရင် GoPro ရဈေးချပါတယ်ကျွန်တော်ဒီမှာလည်းမှာလို့ရပါတယ်အားကျွန်တော်ဒီ Pro လေးကတော့ GoPro plain နဲ့ low လေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘေကင်းလုံးကြပါစေ